Hello guys ဒီနေ့ကတော့somewhat ဖြေခံနေပြီဆိုတော့စာလုပ်ဖို့သွားပါတယ်မရိုက်စဖူးရိုက်တာဆိုတော့လေမင်္ဂလာပါပြီးပိတ်ရဖြစ်တဲ့အတွက်ကြောင့်ဟိုပါလေတကားပိတ်ထားဆိုတော့သူတို့ပေးထားတဲ့အဲဒီ security card နဲ့ဝင်ပြီးသွားရင်ပေးရမလို့ဒီမှာဟိုပါလေကျောင်းသား ID ပြစရာမလိုဘူးပေါ့နော်နေရာရှိနေတော့ပုံမှန်ဆိုပေးရဆိုရင်လူများတော့နေရာသိမရှိဘူးရဲ့နေရာတော့ထုတ်ပြီးစာလုပ်တော့မယ်ပေါ့စာလုပ်တော့မယ်ပုံစံနဲ့ထုတ်ပြီးနေပြီဘာတွေမှမသိနေလှည့်တယ်ဟိုဘက်စာရုပ်ဒီဘက်လှည့်တယ်ဟိုဘက်လှည့်တယ်ရေးပြန်ပြီးဟောမသိတော့ဘာမှမသိတော့ကုတ်ပြီးနောက်ဆုံးတော့မတတ်နိုင်တော့ဆက်ဖီဒီနေ့ကတော့ဒီလာပါပဲဘိုင်